တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးကျမကပြောတယ်မင်းကမြောက်တွေရှိမှငါပြောသည်နဲ့ပတ်စံကိုထားလိုက်ရင်မြောက်တွေကငါပြောသည်ကိုပဲရွေးကြလိုက်မယ်ဘာလို့လဲဆိုတော့ဒီပတ်စံနဲ့ဆိုရင်အခုမြင်နေရတဲ့ထက်များတဲ့ငါပြောသည်တွေအများကြီးဝယ်လို့ရတယ်ဆိုတာသူတို့မသိကြဘူးလေပြီးတော့တကယ်လို့သာမင်းကသူတွေကိုအလုပ်လားစီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့အရင်အနေလားဆိုပြီးတော့ရွေးချယ်စရာအခွင့်အလမ်းပေးလိုက်မယ်ဆိုရင်လေသူကအလုပ်ပဲရွေးချယ်ကြလိမ့်မယ်ဘာလို့လဲဆိုတော့လူအများစုကစီးပွားရေးလုပ်ခြင်းဟာလားစာထက်ပတ်စံအများကြီးရနိုင်တယ်ဆိုတော့သူတို့သိမှမသိကြရဘူးဆင်းရဲတဲ့သူတွေဆင်းရဲတဲ့အကြောင်းရင်းတစ်ခုကသူတို့ကိုစီးပွားရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကိုအရယူတတ်အောင်အခွင့်အလမ်းတွေကိုမြင်အောင်တတ်အောင် train ခြင်းမခံထားနိုင်ခဲ့ရလို့ပါသူတို့ဟာကျောင်းမှာပဲအချိန်တွေအများကြီးကုန်ဆုံးတတ်ကြတယ်တကယ်တော့ကျောင်းမှာသင်ယူရတာတွေဟာကိုယ်ပိုင်အလုပ်လုပ်ဖို့ထက်စာလာစာအတွက်အလုပ်လုပ်ဖို့ပါလာစာဟာမင်းကိုစားဝတ်နေရေးအတွက်အဆင်ပြေလုံလောက်နိုင်စေပေမဲ့ကိုယ်ပိုင်စီးပွားရေးရဲ့အမြတ်ကတော့မင်းကိုချမ်းသာကြွယ်ဝစေပါလိမ့်မယ်